လောကကြီးမှာဘယ်နှခါပဲတည်လဲတစ်ခါပဲတည်ရတယ်အချိန်ချင်းမသေးစင်နဲ့လောကကြီးမှာကြီးမားတဲ့အရာအနိုင်ရလေးရှိတယ်အဲ့တော့အမုန်းတရားတွေသူတို့ဘယ်လောက်ထားအညိုးတရားတွေအာဃာတတွေဘယ်လောက်ပဲထားဆရာမမုန်းတဲ့တပည့်တွေလည်းကြုံခဲ့ဘူးမှာပဲဘယ်လောက်ပဲဘလို့ပဲကိုယ့်ဘော်ထားဟုတ်လားကိုတပည့်တွေပေါ်မှာကိုဝန်ထမ်းတွေကိုလက်အောက်ငယ်လာဘယ် platform ပဲဖြစ်နော်ဆက်ချုပ်လောကမှာဒီဇိုင်နာမှမဟုတ်ဘူးကိုကလေးတွေပေါ်မှာကိုကချစ်နေမြစ်တာထားနေကိုပဲနိုင်ရတာပဲပေါ့နောက်ဆုံးတက်မှာဒါဆိုရင်ကျွန်တော်ဒီနေ့၃မျိုးပဲပြောပြချင်တာနံပါတ်1ဘာအခက်အခဲပြဿနာဘလို့ဆင်ပြေနေဘာလုပ်ရမလဲခင်းဆိုင်ရမယ်မကြောက်ရဘူးမရှောင်တော့ရဘူးလောကကြီးမှာဘယ်နှခါပဲတည်လဲတစ်ခါပဲတည်ရတယ်အချိန်ချင်းမသေးစင်နဲ့နောက်တစ်ခုဘာရှိမလဲဖြည့်ရှင်းရမယ်ဖြည့်ရှင်းဖို့အတွက်သူနောက်ဆက်တွဲမှာဘာလို့လဲအဖြေရှာမယ်အဖြေရှာရင်ဘယ်နှမျိုးရှာမလဲ၃မျိုးရှာမယ်အဖြေရှာဖို့အတွက်ဘာပေးရမလဲအချိန်ပေးရမယ်အဲ့ဒီအချိန်ကာလမှာဘာမကြွအောင်လဲစကားမကြွရဘူးโอเคတတိယတစ်ခုကျွန်တော်ဘာလုပ်ရမလဲကြော်လွှားမယ်ကြော်လွှားခြင်းမှာဘယ်လိုကြော်လွှားကြမှာလဲအလှပဆုံးဖြစ်ရမယ်ပြီးရင်ဘယ်လိုကြော်လွှားရမလဲအကောင်းပုံဆုံးကြော်လွှားမယ်အပြင်တင်တဲ့ကိုယ်တိုင်ကိုကြအနီးကပ်လူတွေလာရောက်တင် जा ချင်တဲ့သူတွေအတွက်လာမယ့်၈လပိုင်း30ရက်နေ့မှာစတင်ဖွင့်လှစ်တင် जा ပေးသွားမယ်အခြေခံတင်တန်းနဲ့အရှင်းမြင့်မြန်မာပွဲတက်ဝတ်ဆောင်တင်တန်းတွေတက်ရောက်လူသူများကကြိုတင်စီးရင်ပေးသွင်းအနှံနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်အခြေခံကနေမှဘာသာဆောင်တင် जा ချင်တဲ့သူတွေအတွက်စုစုပေါင်း380ကျပ်တိတိအခမဲ့တင် जा ခွင့်အစီအစဉ်လည်းရှိပါတယ်ခင်ဗျာပွဲတက်အရှင်းမြင့်မွန်မန်နိုးဘရာတင်တန်းတွေကိုတင် जा ချင်တဲ့သူတွေအတွက်လည်း360ကျပ်တန်ဖိုးရှိတဲ့10ဘာသာကိုလည်းအခမဲ့တင် जा ခွင့်ရရှိသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနှစ်အတွက်ကတော့ဒီအတန်းတွေပဲတက်ရောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာတင်တန်းစုံစမ်းလိုတဲ့သူများက3998936333နဲ့ဖုန်းသို့မဟုတ် Viber သို့မဟုတ် Telegram ကိုလည်းအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့မျိုးအခုပြရတဲ့ PSCB မှာလည်းတွားအောင်စုံစမ်းမေးမြန်းနိုင်ပါတယ်အပြင်တင်တန်းတက်ရောက်ချင်တဲ့သူတွေအတွက်တင်တန်းကျောင်းလိပ်စာလေးကိုလည်းပြပေးထားပါတယ်အမှတ်965တောင်အုတ်ကလာဇာနီအောက်ဖက်10လမ်း9ရပ်ကွက်မှာပဲဖြစ်ပါတယ်ခင်ဗျာအသက်မွေးကျောင်းပညာရပ်ဖြစ်ဘဝရပ်တည်ခြင်းသူတိုင်းအတွက် Professional Fashion App PFA တင်တန်းကျောင်းတွေကြိုဆိုလိုက်ပါတယ်